ဂုံတိတ်ခါအတွက်ထိုင်းကိုအနိုင်ကစားရမယ်မြန်မာယူဆက်ခွန်အသင်းမြန်မာဘောလုံးရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျဘာမီစပေါ်နျူ Facebook YouTube နဲ့ TikTok Channel တွေကနေပြီးကြိုဆိုလိုက်ပါရခင်ဗျယူဆက်ခွန်မြို့သားအာရှဖလားအုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ဟာယနေ့ည7:00 နာရီခွဲမှာရှင်းပြိုင်ကစားကြတော့မှာဖြစ်ပါတယ်မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ဟာအစင်လာပြိုင်ဘက်တွေဖြစ်ပြီးတော့မကြာခဏတွေ့ဆုံရှင်းပြိုင်နေရတဲ့အသင်းတွေလည်းဖြစ်ပါတယ်မြန်မာဘောလုံးလောကရဲ့ရွှေခေတ်ငွေခေတ်တွေမှာအပြန်အလှန်အနိုင်မခံရှုံးမပေးရှင်းပြိုင်ခဲ့ကြတာဖြစ်ပါတယ်ယခုနောက်ပိုင်းနှစ်တွေမှာတောင်ဝင်ရှိလူကြီးတွေရဲ့ဘောလုံးလောကပေါ်အာရုံစိုက်မှုပံ့ပိုးမှုစ조사အားထုတ်မှုတွေကွာခြားလာခဲ့တာကြောင့်မြန်မာနိုင်ငံရဲ့ဘောလုံးအဆင့်တန်းကကျဆင်းလာခဲ့တာဖြစ်ပြီးတော့ထိုင်းရဲ့ဘောလုံးအဆင့်တန်းကတော့မြန်မာထက်များစွာတိုးတက်သွားခဲ့တာဖြစ်ပါတယ်ထိုင်းလက်ရည်စင်အသင်းဟာကမ္ဘာ့အဆင့်100အတွင်းကိုဝင်ရောက်သွားခဲ့ပြီးဖြစ်ပြီးတော့မြန်မာလက်ရည်စင်အသင်းရဲ့အဆင့်ကတော့နောက်ဆုံးအနေအထားကိုရောက်ရှိတော့မှာဖြစ်ပါတယ်ကစားသမားတွေဘလောက်ပင်အရေးသွေးရှိနေပါစေအဖွဲ့ချုပ်ရဲ့ပံ့ပိုးမှုမြေတောင်မြောက်မှုတွေမရှိဘူးဆိုရင်ရှေ့စွမ်းကလည်းတိုးတက်လာမှာမဟုတ်ပါဘူးဘောလုံးခြေစွမ်းကောင်းမွန်ပါတော့လဲဝါသနာနဲ့ဝမ်းရည်ရှင်လာတဲ့အခါဝမ်းရည်ကိုဦးစားပေးခဲ့ရပြီးတော့ခြေစွမ်းကောင်းမွန်တော့လဲဘောလုံးလောကကနေပျောက်ကွယ်သွားရတဲ့မြန်မာဘောလုံးကစားသမားအများအပြားရှိခဲ့ပါတယ်ညီတို့ပင်ဆိုစေကမူဘယ်အခြေအနေရောက်ခြေစွမ်းဘလောက်ကွာခြားနေပါစေကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေဟာထိုင်းဆိုတဲ့အသင်းကိုတခြားအသင်းအားလုံးထပ်ပို့ပြီးတော့နိုင်ကျင်ကြပါတယ်ထိုင်းကိုနိုင်ရင်လည်းဖလားရတယ်လို့မျိုးအောင်ပွဲခံကြပါတယ်ဒါကြောင့်ထိုင်းနဲ့တွေ့တဲ့မြန်မာအသင်းရဲ့ပွဲစဉ်တိုင်းကိုကျွန်တော်တို့မြန်မာဘောလုံးပရိသတ်တွေကဘိုလ်လူပွဲတစ်ဖွဲသတ်မှတ်ထားခဲ့ကြတာလည်းဖြစ်ပါတယ်ယခုထိုင်းယူဆက်ခွန်အသင်းဟာလည်းကျွန်တော်တို့မြန်မာယူဆက်ခွန်အသင်းထပ်ပံ့ပိုးမှုလေ့ကျင့်မှုအနေအထိုင်အစားအသောက်အကုန်လုံးကတာပါတယ်ဒီလိုကျွန်တော်တို့တဲ့အစားအရာပံ့ပိုးမှုတာတဲ့အသင်းတော်မှယခုယူဆက်ခွန်အာရှဖလားမှာရာဂိုးမရှိရမှန်မရှိနဲ့မြန်မာအသင်းနီးတူရှုံးနိမ့်ထားခဲ့တာပဲဖြစ်ပါတယ်ထိုင်းအသင်းကတာဂျစ်ကစ္စတန်အသင်းကို2ဂိုးမရှိဖြင့်၎င်းဆော်ဒီအာရေဗျအသင်းကို2ဂိုးမရှိဖြင့်၎င်းအုပ်စု2ပွဲစလုံးရှုံးနိမ့်ခဲ့တယ်လို့မြန်မာအသင်းကလည်းဆော်ဒီအာရေဗျအသင်းကို4ဂိုးမရှိဖြင့်၎င်းတာဂျစ်ကစ္စတန်အသင်းကို2ဂိုးမရှိဖြင့်၎င်း2ပွဲစလုံးရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်ဂိုးကွာခြားချက်မှာတော့ထိုင်းအသင်းကပေးကို4ဂိုးပေးထားရပြီးတော့မြန်မာအသင်းကပေးကို5ဂိုးပေးထားရတာဖြစ်ပါတယ်ရဂိုးကတော့2သင်းစလုံးမရရှိထားပါဘူးနှစ်သင်းစလုံးဟာရမှန်မရှိရဂိုးမရှိရှုံးပွဲတွေပဲရရှိထားတဲ့နှစ်သင်းဖြစ်ပြီးတော့ယခုပွဲစဉ်ကဘယ်အသင်းကရဂိုးရမှတ်တွေရရှိသွားမလဲစောင့်ကြည့်သွားရတော့မှာပါယခုပွဲစဉ်ကို2026ခုနှစ်ရှောင်းလပိုင်း12ရက်နေ့ည7:00 နာရီခွဲမှာရှင်းပြိုင်ကစားကြမှာဖြစ်ပါတယ်အုပ်စုမတက်ဘူးရလက်အရေးမကြီးဘူးသို့တော့ကျွန်တော်တို့နိုင်ကျင်ပါတယ်နိုင်အောင်လဲစူးစမ်းစေချင်ပါတယ်ဘာကြောင့်လဲဆိုပြိုင်ဘက်ကထိုင်းဖြစ်နေလို့ပါပဲ